ဘေးရလူကျွေးတဲ့ခါမှာဆိုလို့ရှိရင်ကိုထင်ထားတာနဲ့တကယ်ဖြစ်လာတာနဲ့အဲ့တော့အခုဒေါက်တာ consultation လုပ်တဲ့ခါမှာပေါ့နော်လူနာရင်းနဲ့ဆွေးနွေးတဲ့ခါမှာတော်တော်များများပြောလာတဲ့ရင်ဖွင့်တယ်လို့ပြောရမှာပေါ်လာရင်ဖွင့်ချက်လေးဖြစ်လို့ဒီဟာလေးကိုကြတော့ပြောဖို့လိုနေပြီလို့ခံစားရတယ်ပေါ့နော်အဲ့ခါကျတော့ဘာနဲ့ reality နဲ့ expectation ဘာဖြစ်လဲဆိုတော့တော်တော်များများကျတော့ဒီ internet ပေါ်မှာပေါ့နော်မြင်ရတဲ့ video တွေဓာတ်ပုံတွေကိုပဲကြည့်ပြီးတော့မှာပေါ့နော်ငါကလေးတွေကသူတို့ကလေးတွေတော့အစာမစားဘူးသူတို့ကလေးလေးတွေကတော့ပို့ပြီးတော့မှစားတယ်ပေါ့နော်ကိုလောက်တာတွေကမှားနေတာလားကိုကလေးကမှလွဲနေတာလားဒီလိုမျိုးတွေဖြစ်လာကြရပေါ့နော်တကယ်တမ်းကျ BW ကျင့်နေဆိုလို့ရှိရင်အောက်မှာပလဲနေတာပါဇက်သေးဖို့ပဲခဏပဲပေါ့အဲ့လိုမျိုးထည့်ကြည့်ပြီးတော့စုပ်ကြည့်ပြီးတော့မှထွေးထုတ်ပစ်တာလွတ်ပစ်တာကင်ပေါက်တာဒါတွေကကြတော့ပုံမှန်ပါပဲဒီ internet ပေါ်မှာပြနေတဲ့ဟာတွေပေါ့နော်အောက်မှာပလဲနေတဲ့အဲ့လိုအမိုက်တွေဒီထမင်းစားစရာတွေကိုじゃမပြဘူးပါဇက်သေးကထွေးထုတ်တဲ့ဟာတွေじゃမပြဘူးနောက်ပြီးလို့ရှိရင်လည်းအကုန်လုံးပြစ်ပေါက်တယ်ဆော့ပစ်တဲ့ဟာတွေじゃမပြဘူးပါဇက်သေးဥမာဗီဒီယိုရိုက်တယ်ဆိုလို့ရှိရင်ကလေးကじゃပါဇက်သေးထည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ထည့်လိုက်တဲ့အပိုင်းလေးထိပဲရိုက်ပြီးတော့ပြန်ထွေးထုတ်တဲ့ပိုင်းじゃ edit ပစ်ထားတယ်နောက်ပြီးတော့အောက်ကပလဲနေတဲ့ဟာတွေじゃမပြဘူးပေါ့နော်ဒီလိုမျိုးလေး only good side တွေကိုပဲပေါ့နော်ရွေးပြီးတော့မှ edit ပြီးပြထားတဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့မှမိဘတွေကလိုက်လုပ်တဲ့ခါမှာဆိုလို့ရှိရင်သူတို့ကိုသူတို့အရင်အားငယ်တယ်နောက်ပြီးတော့သူတို့ကိုသူတို့အားနေပြီလားပေါ့လွဲနေပြီလားဆိုပြီးထင်ကြတယ်ပေါ့နော်ကိုကလေးကပဲလွဲနေလားပေါ့အဲ့တော့တကယ် reality ကတော့ကိုဖြစ်နေတဲ့ဟာကိုတကယ် reality ပါနောက်ပြီးလို့ရှိရင်လည်း BW ကိုကျွေးပြီဆိုလို့ရှိရင်ခီးလမ်းကြောင်းတစ်ခုလုံးကဖြောင်ပြူးနေမှာမဟုတ်ပါဘူးကလေးကကိုယ့်ဘာသာအောင်စားရဲဆိုရင်တော့မှတစ်နှစ်ကျော်လောက်ရှင် तू ကစားကြည့်စိမ်မရှိတော့တဲ့အခါမှာဆိုရှင်ဒီလိုခဏတော့ပလဲတာဖွာပစ်တာဆက်မစားတော့တာတွေလုပ်ပါလိမ့်မယ်အဲ့တော့ဒီပြောပေါ့နော် BW ကျင့်ခဲ့တယ်ဆိုလို့ရှိရင်ဒီ journey ကဘယ်ချိန်မှအောင်မြင်တယ်ဘယ်ချိန်မှတည်ငြိမ်ပြီးလို့ပြောလို့ရမလဲဆိုတော့2နှစ်ကျော်3နှစ်လောက်ရောက်တဲ့ချိန်ကျတော့မှအောင်မြင်တယ်တည်ငြိမ်ပြီးလို့ပြောလို့ရမှာပေါ့နော်ကလေးကတကယ်ကိုယ့်ဘာသာကိုထမင်းကိုကစားပစ်တာမဟုတ်ဘဲနဲ့တကယ်စစားပြီးပေါ့နော်အဲ့တော့ဒီတစ်နှစ်ကျော်ကာလမှာဆိုလို့ရှင်တော့ तू ကစားပစ်တာနဲ့ကြုံရပါလိမ့်မယ်အဲ့တော့ဒီ internet ပေါ်မှာပြတာတွေအဲ့လိုပေါ့နော် good side ကိုပဲတမင်ပေါ့နော်တောက်စစ်ဖြစ်တဲ့ဟာတွေပေါ့နော်အထားတွေကိုမယုံကြည်ဘဲနဲ့ကိုကူးလုံနေတဲ့ဟာတွေကမှန်ပါတယ်အဲ့တော့ဒါလေးတွေကိုပဲဆက်ပြီးတော့မှကျင့်သွားပေးပါကျင့်သွားရဲဆိုလို့ရှိရင်တကယ်တမ်းပေါ့နော် stable ဖြစ်မဲ့ချိန်ကတော့2နှစ်ကျော်3နှစ်ကြာမှ stable ဖြစ်မှာဖြစ်ပါတယ်အချို့ကလေးဆိုလည်း3နှစ်ကျော်နဲ့ကြော်သွားလောက်မယ်ပေါ့နော်အဲ့တော့ BW ကျင့်နေဆိုလို့ရှိရင်မျောလင့်ထားမှာလေးတွေကတော့ဒါလေးတွေပါပလဲပြင်မယ်ဖွားပြင်မယ်စော့ပြင်မယ်ထွေးထုံမယ်ဒါတွေကတော့ပုံမှန်ပဲတဖြည်းဖြည်းနဲ့တော့ stable ဖြစ်လာပါလိမ့်မယ်